ကျွန်တော်ပြောချင်တာတော့ဒီပြဿနာကိုဒီလိုဖြစ်မှာကိုကျွန်တော်ဂျူခတ်မှန်းပြီးသားပါအဲ့ဒီမှန်းပြီးသားအကြောင်းကိုလည်းမြို့နယ်အချုပ်ကြီးမှုပဲဆရာဝန်ကြီးပဲဖြစ်ကျွန်တော်ပြောပြီးသားပါဒီလိုဖြစ်မယ်ဆိုတဲ့ဟာကိုကျွန်တော်ဂျူပြောပြီးသားပါကျွန်တော်ပြောတဲ့အတိုင်းပဲဖြစ်လာတယ်ဒီထက်ဆူလာနိုင်တဲ့ခြေနေရှိပါတယ်အဲ့တော့ကျွန်တော်တို့လည်းဒီဟာကိုအမှန်ဆိုတော့မဖြစ်ချင်ဘူးဒီလိုဟာမျိုးကဘယ်လိုထိမ့်မလဲဆိုတဲ့ဟာကိုပဲကျွန်တော်တို့ကစဉ်းစားတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချင်းလူမျိုးတွေကလူသေးအလောင်းကိုမပြုံးနဲ့အလောင်းမရှိတဲ့လူသေးတော်မှသူတို့အလောင်းအစားကျွန်တော်တို့နေရာအကောင်းဆုံးနေရာကိုရွေးပြီးတော့အကုန်ကြငွေအကုန်ကြကိုခံပြီးတော့ကျွန်တော်တို့အမှတ်တရကြောက်တန်းနဲ့လောက်ထားတဲ့ဒလိရှိပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ဒလိထုံတန်းစင်အလားကိုဒီဒေသမှာကျွန်တော်တို့ဒေသမှာတာဝန်ထမ်းဆောင်တဲ့လူကြီးပုဂ္ဂိုလ်များအားလုံးကနားလေပူတော့တို့ပါတယ်နားမလေတောင်မှနားလေတဲ့လူတွေကိုအကျဉ်တောင်းဖို့ညှိနှိုင်းဖို့တော့လူပါတယ်လို့ကျွန်တော်မြင်ပါတယ်ဒီပြဿနာအခြေခံပြီးတော့ကျွန်တော်ပြောချင်တာတော့ဒီကျွန်တော်တို့ထန်တလာမြို့နယ်ကိုကျွန်တော်တို့မြို့ဖမပါဘဲနဲ့အောက်ချောက်လို့ရပါတယ်စီမံခန့်ခွဲလို့လည်းရပါတယ်စီမံခန့်ခွဲမှုကော်မတီမပါရင်လည်းအောက်ချောက်လို့ရပါတယ်စီပင်ကော်မတီမပါရင်လည်းအောက်ချောက်လို့ရပါတယ်စီမံခန့်ခွဲလို့ရပါတယ်ဒါပေမဲ့ဒီအစိုးရဖွဲ့ထဲမှာမြို့ဖတွေရောဘာသာရေးခေါင်းဆောင်တွေရောစီပင်ကော်မတီတွေရောအရက်ဖက်ဖွဲ့စည်းတွေရောကိုဖက်ရနဲ့တက်နိုင်တဲ့ကဏ္ဍနဲ့ပါဝင်ပြီးတော့လုပ်ငန်းဆောင်ရွက်တဲ့ချိန်မှာမြို့နယ်စီမံခန့်ခွဲမှုအောက်ချုပ်မှုလုပ်တဲ့ခါမှာလုပ်နိုင်တော့ပူပြီးချုံးမွေပြီးတော့အရှင်ပြီးတော့ပြောနိုင်တယ်လို့ကျွန်တော်ဒီဟာကိုသင်ခန်းစာယူပြီးတော့ကျွန်တော်ပြောလိုပါတယ်အဲ့တော့အခုမဆွေလေးတရနဲ့ပတ်သက်ပြီးတော့ပထမအဆုံးအောက်တိုဘာလ1ရက်နေ့မှာမဆွေလေးတရလေးရဲ့အမေရဲ့အမယောက်ျားပချိုးကြီးမူလဲလာတွေ့ပါတယ်ပူကပ်တီရထန်ဆိုရသူနဲ့အမနီယာရက်ကွက်အချိုးကြီးမူဟောင်းဥပန်ငှက်ကိုကျွန်တော်အိမ်မှာလာပါတယ်ကျွန်တော်မထခင်မနေ့ပိုင်းစောလာပြီးတော့ကျွန်တော်မိသားစုတွေကကျွန်တော်ကိုလာနှုတ်တယ်အဲ့တေရောက်လာတယ်ဆိုပြီးတော့ကျွန်တော်ကိုလာနှုတ်တယ်အဲ့ဒီချိန်မှာကျွန်တော်ဘာကိစ္စရှိတယ်လဲဆိုပြီးတော့ကျွန်တော်မဲတဲ့ခါမှာဒီသူတို့ရဲ့ဖြစ်စဉ်ကိုကျွန်တော်ရှိကိုလာပြောပြတယ်အဲ့တော့တနင်္ဂနွေနေ့ညနေကိုဟာခါမှာဝင်ဖို့ရှိတယ်အဲ့တော့စီမံကထအနေနဲ့ကြေးဥပပြီးတော့ဟာခါကိတ်ကိုပြောပေးလို့ရမလားဂုံကြီးလို့ရမလားဂုံကြီးပြောပေးလို့ရမလားဆိုပြီးတော့ကျွန်တော်ကိုလာပြောတယ်ရပါတယ်ကျွန်တော်အခုချိန်မှာခကြီးထွက်လို့လည်းမရဘူးဆိုတော့ကျွန်တော်အိမ်မှာပဲနေရှိမှာပါအချိန်တန်တဲ့ချိန်မှာကျွန်တော်ကိုဖုန်းဆက်ပြီးတော့ကျွန်တော်တော့ပါမယ်ဆိုပြီးတော့သူတို့ကိုကြိပေးတယ်အဲဒီပြန်တော့တယ်တနင်္ဂနွေနဲ့နေ့ခင်းမှာသူတို့တစ်ခေါက်ကျွန်တော်အိမ်မှာလာပြီးတော့ကျွန်တော်ကအပြင်ရောက်နေတယ်အဲ့ဒီချိန်မှာသူတို့ဖုန်းဆက်တော့ကျွန်တော်အိမ်ပြန်သွားတယ်အဲ့ဒီချိန်မှာသူတို့ကကျွန်တော်တို့ကအရင်တစ်ခေါက်တရက်နဲ့မှာပြောထားတဲ့ကျွန်တော်တို့တမိအလောင်းကအခုပုံတောင်ပုံရရောက်နေပြီဆိုပြီးတော့ကျွန်တော်ကိုလာပြန်ပြောတယ်အဲ့ဒီချိန်မှာမြို့နယ်အချိုးကြီးမို့မြို့နယ်ဆရာဝန်ကျွန်တော်ဖုန်းဆက်တယ်အဲ့တော့ကျွန်တော်လည်းဒီဟာမလေးရှားအစိုးရလည်းခွင့်ပြုပြီးပြီရန်ကုန်လေးဆက်ရနဲ့လည်းခွင့်ပြုပြီးပြီရန်ကုန်ကလည်းကျွန်တော်မြို့ကြီးတွေကိုဖျက်လာပြီးတော့ဒီထိဖျက်တန်းပြီးတဲ့ဟာတွေကတော့ကျွန်တော်ကဒီမှာတော့လုံးဝဒီခွင့်ပေးမလို့ကျွန်တော်လည်းညှော်လင့်တာပေါ့နော်ဒီကကျွန်တော်တို့ဟာခါကိုတော့တယ်သူတို့နဲ့ကျွန်တော်နဲ့ဟာခါတော့ပြီးတော့ဂျူပြီးသူတို့မရောက်ခင်မှာကြိုက်ကိုကျွန်တော်တို့ဂျူရင်ပြီးပြောပြတယ်စာရွက်စာတမ်းပါလာတဲ့သူတို့စာရွက်စာတမ်းကိုကျွန်တော်တို့ကြိုက်ကိုပြတယ်ချက်ချင်းခွင့်ပြုတယ်ကျွန်တော်တို့စာရွက်စာတမ်းကိုကြည့်တယ်ချက်ချင်းခွင့်ပြုတယ်အဲ့တော့ကျွန်တော်တို့ကရှေ့ရနဲ့ထွက်လာတယ်သူတို့ကိုကျွန်တော်တို့ဖုန်းဆက်တယ်ကဲခင်ဗျားတို့ဝင်လာပါကျွန်တော်တို့ကြိုက်ကိုပြောထားပြီးကျွန်တော်တို့တော့နေမယ်ဆိုတော့ကျွန်တော်တို့ရှေ့သူတို့ရှေ့ရနဲ့ကျွန်တော်တို့တန်းထွက်လာတယ်သူတို့ကနောက်ကနေလိုက်လာတယ်အဲ့တော့ကျွန်တော်ပြောချင်တာတော့ဒီမြို့နယ်ဆရာဝန်ကြီးနဲ့အောက်ချုပ်ကြီးမနဲ့ဖုန်းဆက်တော့ကအောက်ချုပ်ကြီးကလုံးဝမရဘူးကျွန်တော်တို့ကဆိုရဆုံးဖြတ်ချက်လုပ်ပြီးသားဒါကတော့လုံးဝမရဘူးကြောက်ပါတယ်သူတို့လည်းကြားပါတယ်သူတို့နှစ်ယောက်ကျွန်တော်လည်းစပီကာဖွင့်ပေးတယ်မြို့နယ်ဆရာဝန်ကြီးဆက်တော့ကလည်းမြို့နယ်ဆရာဝန်ကြီးသူတို့ကဘဝနဲ့ထွက်လာပြီဆိုတော့ဟာခါနဲ့လည်းဝင်ခွင့်တကယ်လို့ဟာခါနဲ့ဝင်ခွင့်မပေးဘူးဆိုရင်တော့ပွေပြက်ပြီကျွန်တော်တို့ထန်တလာဘာမှပြဿနာမရှိဘူး
ဒါမဲ့ဟာခါနဲ့ဝန်ခွန်းတကယ်လို့ဝန်ခွန်းပြုတ်လာရင်ကျွန်တော်တို့ထန်တလန်လာပေါင်းလုံးရောက်ပြီးမှကျွန်တော်တို့မြို့နေရတဲ့ဝန်ခွန်းမပေးဘူးဆိုရင်ကျွန်တော်တို့မြို့ပေါ်မှာပဲတာဝန်ရှိမှာနော်ဒီကနောက်ဆက်တွဲများကြီးလာမှာနော် reaction များကြီးလာမှာနော်လို့ကျွန်တော်ဆရာဝန်ကြီးကိုပြောပါတယ်ကျွန်တော် speaker ဖွင့်ပြတော့သူတို့နှစ်ယောက်လည်းနားထောင်ခိုင်းပါတယ်အဲ့တော့ဆရာဝန်ကြီးကလုံးဝမရဘူးဟာခါမှာအမျိုးရှိလားဟာခါမှာအမျိုးရှင်တော့ဟာခါမှာတချို့ခိုင်းလိုက်ပါကျွန်တော်ပြောတယ်ကဲခင်ဗျားတို့ဟာခါမှာအမျိုးရှိလားကျွန်တော်မေးတယ်သူတို့ကမရှိဘူးတဲ့ဟာဆရာဝန်ကြီးဟာခါမှာလည်းသူတို့အမျိုးမရှိဘူးနော်အဲ့တော့တကယ်လို့မြို့ထဲမဝင်ဘဲနဲ့မြို့ဆောင်လန်းနဲ့တောပြီးတော့မြို့ဆောင်လန်းနဲ့ထိုက်ရိုက်တင်းချိုင်းကုန်းမှာကူထဲမှာထည့်ပြီးတော့အဲ့လိုမျိုးနဲ့စဉ်းစားပြလို့မရဘူးလားဆိုတယ်ကျွန်တော်ထပ်ပြောတယ်မရဘူးအဲ့ဒီချိန်မှာသူတို့လည်းဘာမှကျွန်တော်တို့လည်းဘာမှမပြောနိုင်တော့ဘူးကဲဆိုပြီးတော့ကျွန်တော်တို့ဒီဟာခါကြက်ရနဲ့ကျွန်တော်တို့sorry ထန်တလန်မြို့ဝင်ကြိုက်ကိုကျွန်တော်ကစီဆုံးမရောက်တယ်4နာရီ3နာရီခွဲအဲ့ဒီချိန်မှာစီဆုံးမှာကျွန်တော်ကရောက်တယ်ကျွန်တော်ကရောက်ပြီးမှအဲ့ဒီလူမှုကြီးကရောက်လာတယ်အဲ့ဒီလူမှုကြီးကနောက်ကနေဥထံပြန်ထန်ကားရောက်လာတယ်ဆိုင်ကယ်ကြီးကတော့ပုံပြီအဲ့ဒီချိန်မှာဥဇော်လင်းအဲ့မှာတာဝန်ကျတယ်အဲ့ဒီနေ့မှာတာဝန်ကျတဲ့ဥဇော်လင်းကကျွန်တော်လည်းတော့ကန်တယ်အဲ့ဒီတုန်းကကျွန်တော်မပြောလို့ကျွန်တော်ကိုထုတ်ခွင့်မပေးဘူးမထွက်နဲ့ခင်ဗျာမထွက်နဲ့မရဘူးဘယ်လူကြီးပဲမရဘူးအဲ့လိုပြောတယ်ကျွန်တော်ကဟာဥကျော်လင်းကျွန်တော်ကထောက်ခံစလက်ပါပါတယ်နော်ဘာဖြစ်လို့အဲ့လိုပြောတယ်မရဘူးဘယ်သူမှမထုတ်ခံနဲ့လို့ပြောတယ်ဟောအဲ့လိုလားကျွန်တော်ကားပေါ်ကနေရှင်းတယ်အောက်မှာမတက်ရတဲ့ချိန်မှာထန်တလန်ဖုန်ကြီးနဲ့ဘူးကြီးဖြိုးထွင်းရောက်လာတယ်သူတို့ကားလည်းတက်ပုံကြိုက်တယ်ကျွန်တော်ကအဲ့တော့သူတို့ရောက်လာတဲ့ခါမှာတကားဖွင့်ပေးတယ်ဦးစောလင်းကတကားဖွင့်ပေးတော့ကျွန်တော်တို့ထွက်တယ်ကျွန်တော်တို့ထမ်လျန်ထန်းရဲ့ကျွန်တော်ရဲ့ဖုန်ကြီးကားရဲ့စိုက်ကယ်သမားတွေထွက်ပေးတယ်ကျွန်တော်ပြောချင်တာတော့အဲ့ဒါတော့အပူပေါ့နော်အဲ့တော့ကျွန်တော်ကဒီပြဿနာကိုကြိုးပြီးမှန်းထားပြီးသားဒီလိုလာမယ်ဆိုတော့ကျွန်တော်သိပြီးသားဘာဖြစ်လို့လဲဆိုကျွန်တော်တို့ထုံဆန်းစင်လာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကျွန်တော်တို့ရဲ့ဒီဘလောက်အလောင်းကိုအလေးထားတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ကနားလည်ပြီးသားဆိုတော့ဒီဟာတော့မလွယ်ဘူးဒီလိုဖြစ်မယ်ဆိုတဲ့ဟာကိုကျွန်တော်လည်းကြိုပြောတယ်ကျွန်တော်လည်းကြိုမှန်းပြီးသားဒီလိုဟာမျိုး social media တက်မှလည်းကျွန်တော်မှန်းပြီးသားပါအခုခေတ်မှာတကယ် media ခက်လေအဲ့တော့ဘယ်သူမှထင်လို့ရမှာလည်းမဟုတ်ဘူးအဲ့ဒါကျွန်တော်မှန်းပြီးသားအဲ့တော့ဒီ7နာရီခွဲအဲ့မှာကျွန်တော်လည်းအိမ်မပြန်ဖို့အဲ့မှာပဲစောင့်ပြီးတော့အဲ့မှာပဲနေပြီးတော့တကျူထိအဲ့မှာလူကြီးလည်းပြောမှမလာတော့JCB စောင့်တယ် JCB လည်းအင်္ဂါလူတွေကမငှားနိုင်ဘူးဖြစ်နေတာမငှားနိုင်ဘူးဖြစ်တော့ကျွန်တော်တို့အဲ့မှာ4နာရီခွဲရနဲ့7နာရီခွဲ9နာရီလောက်ကိုကျွန်တော်တို့လိုက်ပေါင်းလုံးမှာအဲ့ဒီအလောင်းကိုမြို့ပြင်မှာထားကြိုက်ပြင်မှာထားပြီးတော့ကျွန်တော်တို့ကအတွင်းဘက်မှာအဲ့မှာပဲဆောင်းနေပြီးတော့နောက်ဆုံးကြမှာဥတော်လန်ဂျေစီဘီနဲ့ဆက်သမား2ယောက်ရောက်လာပြီးတော့လူ4ယောက်ကျွန်တော်လည်းအဲ့ဒီ4ယောက်ပုဂ္ဂိုလ်4ယောက်ကိုကျွန်တော်ဒီရနဲ့သူတို့ကိုကျွန်တော်ပြုတ်ပါတယ်သူတို့တကယ်ခုနဆရာဝန်ကြီးပြောသလိုတကယ်အမခံလို့ပေါ့နော်အမခံနိုင်ရဲလို့အဲ့မှာ4ယောက်ပေါ်လာတော့သူတို့4ယောက်ကိုဆရာဝန်ကြီးကိုတိုင်ကPPE ဝတ်စုံကိုဝတ်ခိုင်းပြီးတော့တွားတကြိုတယ်အဲ့တော့နောက်ဆုံးအဲ့ဒီမိနစ်ဖန်ညကြမှာအဲ့ဒီအလောင်းကိုညကြည့်မှာသူတို့တွားခေါ်ပြီးတော့ပထမကျွန်တော်တို့အလောင်းထန်တလာမဝင်ခရရကျွန်တော်ပြောတဲ့အတိုင်းပဲမြို့ဆောင်လမ်းနဲ့တွားပြီးတော့မြို့ဆောင်လမ်းမှာတင်းချိုင်းကုန်မှာတွားတကြိုတယ်ပြုတ်ချင်တာတော့အဲ့ဒါကိုအစကလေးကကျွန်တော်တို့ပြောတဲ့အကြံပြုတ်တဲ့အတိုင်းကိုတကယ်လို့တွားနိုင်တယ်ဆိုတော့ဒီပြဿနာလုံးဝဖြစ်မှာမဟုတ်ဘူးနောက်ဆုံးကြတော့လေအဲ့ဒီအတိုင်းပဲအလုံးကတင်းချိုင်းကုန်ရောက်နေတယ်အဲ့တော့ဒီဟာတော့ကျွန်တော်တို့အနေနဲ့လည်းဒီလိုဟာမျိုးကျွန်တော်တို့မြို့အတွက်ကျွန်တော်တို့မြို့နယ်အတွက်အပြစ်တန်းခံပြီးတော့အတက်နိုင်ဆုံးမြို့နယ်အချုပ်ကြီးမှုဥဆောင်ပြီးတော့ဒီလိုဟာမျိုးဆရာဝန်ကြီးဥဆောင်ပြီးတော့လုပ်ပေးတာကိုအရင်ဝန်တာတယ်ချီလေးချီကျူးတယ်ကျွန်တော်တို့လည်းမှတ်တမ်းတင်ပါတယ်ဒါပေမဲ့ဒီလိုဟာမျိုးကျွန်တော်တို့လူမှုကြီးနဲ့ကျွန်တော်တို့ထုံးစံချင်းထုံးတန်းစင်လာဒလိထုံးစံနဲ့ဆိုင်တဲ့ဟာမျိုးဆိုတော့ဘာပဲဖြစ်ကျွန်တော်တို့အတုံးမကြရင်လဲအဲ့လိုဟာမျိုးနေရာမှာတော့မျိုးဖာပဲဖြစ်ဒီဘာသာကြီးခေါင်းဆောင်ကြီးပဲဖြစ်လူငယ်ပိုင်းပဲဖြစ်ရက်ဖက်ဖွဲ့ရှိပဲဖြစ်ဒီလိုဟာမျိုးဂျုံမိနိုင်ဒါမျိုးရှိရင်တော့ဒီလိုဟာမျိုးပြဿနာကို
လုံးဝရှိမှာမဟုတ်ဘူးကျွန်တော်တို့မျိုးမှာအမှလည်းခံတယ်ကျွန်တော်တို့မျိုးကချင်းချင်းလေးကျွန်တော်တို့ရဲ့လူတယောက်ခေါင်းဆောင်တယောက်လူကြီးတယောက်ပြောတဲ့ဟာကိုလည်းကျွန်တော်တို့နားထောင်တတ်တဲ့လူတွေပါလူကျန်းလူစုထန်တလာမှာမရှိပါဘူးအဲ့တော့ဒီလိုဟာမျိုးပြဿနာကိုမဖြစ်ခင်ကလေးကကြိုပြီးစဉ်းစားပြီးတော့ဒီ data နဲ့ဒီလူမျိုးတွေနဲ့ကိတ်နေတဲ့အခုနဟိုမျိုးကိုဆုံးဖြတ်ချက်ဟာမျိုးကိုကျွန်တော်တို့ချပေးနိုင်တော့ဒီလိုဟာမျိုးတော့မရှိပါဘူးကျွန်တော်တို့ social media မှာထွက်တဲ့ဟာတွေလည်းကျွန်တော်တို့လည်းစိတ်မကောင်းတာတွေအများကြီးရှိပါတယ်ကျွန်တော်တို့လည်းတကယ်အမှန်တကယ်ပြောတော့စိတ်မကောင်းပါဘူးအဲ့တော့ဒီလိုဟာတော့နောက်မှလည်းမဖြစ်စေဘူးပဲကျွန်တော်တို့ကဒီကနေဆုတောင်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်